ဗျာရှင်တေဇပထမလက်တန်းပါတယ်ဗျာကဲအားလုံးတာရုခေါ်ပြီးတော့ရှင်ဥက္ကဋ္ဌပထငေတံပထမပါတယ်ဗျာရှင်ခေမာစာရပထမငေတံဒုတိယအစုပါတယ်ဗျာရှင်ဝဏတိတိပထမငေတံတတိယပါတယ်ဗျာရှင်ဝန္တပါဠမူလတံပထမပါတယ်ဗျာရှင်ဇာဂရမူလတံဒုတိယစုပါတယ်ဗျာရှင်ကဝိန္ဒမူလတံတတိယပါတယ်ဗျာရှင်ဝဏိတအဘိဓမ္မာပထမစုပါတယ်ဗျာရှင်တေဇနိယအဘိဓမ္မာဒုတိယစုပါတယ်ဗျာရှင်တေဇနိယဂရိတ်နိုင်အဘိဓမ္မာတတိယပါတယ်ဗျာဟောရောလားမရောပါဘူးစုရောနာမည်ဘွက်တူလားဟောဟိုရင်7ပြန်လဲလိုက်ပါဟမ်မှန်လားရှင်ပုံညာစာရရှင်ကျင့်ဝတ်ပထမပါတယ်ဗျာရှင်တိဟနန္ဒရှင်ကျင့်ဝတ်ဒုတိယစုပါတယ်ဗျာရှင်ခေမိန်ဒရှင်ကျင့်ဝတ်တတိယစုပါတယ်ဗျာ
ကဲအားလုံးသောကိုယ်ရင်သားမင်းများကိုယ်ဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဖေဟာ